ကမ္ဘာဈေးကြီးဆုံးခွေးမျိုးစိတ်10ခုပြည်သက်များအားလုံးပဲမင်္ဂလာပါ PK Entertainment YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြည်သက်များခင်ဗျာခွေးရီယာဆိုရင်လူကြိုက်အများဆုံးအိမ်မွေးတိရစ္ဆာန်တွေဖြစ်ပြီးတော့တခင်ကိုလည်းတိတ်ကိုတွေ့တာသက်ကြပါတယ်ဒါကြောင့်လည်းလူများစုကအိမ်မွေးတိရစ္ဆာန်မွေးမယ်ဆိုရင်ခွေးရီကိုပဲမွေးလိရှိကြတာပါခွေးရီကတခင်ကိုတိတ်ချစ်တတ်တယ်တိတ်သစ္စာရှိတဲ့အပြင်အိမ်လည်းဆောင်းပေးဖို့ရပါတယ်ဒါပေမဲ့ဘယ်အိမ်မွေးတိရစ္ဆာန်ပဲမွေးကိုပြေးဖွာတာဝန်ယူနိုင်မှမွေးရအကောင်းဆုံးပါကိုသေးရီမွေးထားရင်အပန်းပြေရအဖော်ရတယ်စတဲ့ကောင်းကျိုးတွေရှိတယ်လို့မျိုးတာဝန်ယူမှုတွေကလည်းတွဲပါလာတာပါပဲသူတို့လေးတွေကိုကာကွယ်ဆေးထိုးပေးရမယ်သူတို့နေထိုင်မကောင်းရင်ဆေးကမ်းပြပေးရမယ်အစာရေစာဂီယိုတဆိုင်ကျွေးမွေးရမယ်ရေချိုးပေးရမယ်စတာတွေပါဒါတွေကိုအစင်စိုက်မလုပ်ပေးနိုင်ဘူးတာဝန်မယူပေးနိုင်ဘူးဆိုရင်တော့မမွေးနိုင်တာအကောင်းဆုံးပါမျိုးကောင်းမျိုးသက်နိုင်ငံခြားခွေးမျိုးလေးတွေကလည်းအရန်ကိုဈေးကြီးတယ်လို့မျိုးသူတို့လေးတွေကိုထိန်းသိမ်းကြည့်ဆိုင်ရတဲ့ဈေးကြီးကလည်းအရန်ကိုကြီးလုံးတာကြောင့်ကိုကအကောင်းဆုံးတာဝန်ယူနိုင်မှမွေးရပဲကောင်းပါတယ်ဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်ရဲ့ channel ကနေခွေးချစ်သူလေးတွေအတွက်အရန်ကိုချစ်စရာကောင်းပြီးတော့ဈေးကြီးလုံးနဲ့ခွေးမျိုးစားလေးတွေကိုပြပြပေးချင်ပါတယ်ကဲဒီတော့ပရိသတ်ကြီး ready ဖြစ်ပြီဆိုရင်ကဘာဘောကဈေးကြီးဆုံးခွေးမျိုးကောင်းမျိုးသက်လေးတွေကဘယ်မျိုးစားတွေလဲဘယ်တော့တော့မှဈေးကြီးကြတယ်လဲဆိုတာကိုဒီကနေ့ဗီဒီယိုလေးမှာကြည့်လိုက်ရအောင်ပါခင်ဗျာနံပါတ်10 Pomeranian Spitzဒေါ်လာ800ကနေဒေါ်လာ2500ကြားအမွေးဖွားလုံးလေးတွေနဲ့တူတဲ့ခွေးသေးသေးလေးတွေကတော့အကောင့်သေးပေမဲ့ဈေးကတော့မသေးပါဘူးနော်သူတို့ရဲ့တန်ဖိုးကတော့အမေရိကန်ဒေါ်လာ800ကနေ2500ဝန်းကျင်ထိရှိပါတယ်ပိုမာရေနီယံပြည်နယ်မှာမွေးမြူတဲ့ spit ခွေးတစ်မျိုးဖြစ်ပါတယ်ဒီကောင်လေးတွေဟာကလေးတွေနဲ့အတူထားဖို့အဆင်ပြေတယ်လို့မျိုးပဲတခြားသတိဆန်တွေနဲ့အတူလဲဆော့လို့ရပါတယ်ဒီခွေးသေးသေးလေးတွေကအိမ်တွဲမှာတောင်းကျမ်းပေမဲ့လည်းတိုက်ခန်းနဲ့နေပြီးခွေးမွေးဖို့အဆင်မပြေတဲ့သူတွေအတွက်ဒီခွေးလေးတွေကကောင်းဆုံးဖြည့်ခြင်းချက်ဖြစ်လာစီမှာပါ3ပေါင်ကနေ9ပေါင်လောက်သာချီပြီးတော့ဒီခွေးလေးတွေကအရွယ်နဲ့မလိုက်အောင်ဈေးကြီးလွန်းလာတာလည်းဖြစ်ပါတယ်နံပါတ်9ဒိုဂိုအာဂျင်တီနိုဒေါ်လာ1000ကနေဒေါ်လာ4000ကြားဒိုဂိုအာဂျင်တီနိုတွေကတော့ကြီးလိုက်တာနဲ့လူချိန်သွားစေမဲ့အကောင့်ကြီးတွေဖြစ်ပါတယ်သူတို့ကတော့ရိုးရိုးဗီဇာအရအမဲလိုက်ခြင်းနဲ့အုပ်စုကိုထိန်းချောင်းနိုင်ခြင်းဆိုတဲ့အရေးကြီးတွေနဲ့ပြည့်စုံတဲ့သူတွေဖြစ်ပါတယ်အရေးကြီးတာတစ်ခုကတော့ဒီလိုခွေးမျိုးစားတွေကိုမွေးမယ်ဆိုရင်ထရိနာကောင်းကောင်းလိုအပ်ပါတယ်တေချာမလေးချစ်မင်းနိုင်မှုဆိုရင်ဒီအမျိုးစားလေးတွေဟာလူတွေကိုရံမှုတိုက်ခိုက်တဲ့အထိအရန်ကိုအနေများတာပဲဖြစ်ပါတယ်ဒါပေမဲ့အသင့်အိမ်နဲ့မိသားစုကိုလုံခြုံမှုရချင်နေဆိုရင်တော့အဆောင်ခွေးဖြစ်မွေးဖို့အတွက်အသင့်တော်ဆုံးခွေးမျိုးစားဖြစ်ပါတယ်။ဒေါ်ကိုအာဂျင်တီနိုရဲ့ဈေးကတော့ဒေါ်လာ1000ကနေ4000ကျားရှိပါတယ်။နံပါတ်8အာခီတာဒေါ်လာ800ကနေဒေါ်လာ4500ကျားအာခီတာရဲ့မူသားစမြင့်နိုင်ငံကတော့ဂျပန်နိုင်ငံပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ဂျပန်မျိုးစားနဲ့အမေရိကန်မျိုးစားဆိုပြီးအာခီတာခွေးမျိုးစားနှစ်ခုထွက်သွားပါတယ်။ဒီခွေးလေးတွေကသစ္စာရှိတဲ့ခွေးမျိုးစားဖြစ်ပေမဲ့ကောင်းမှပြီးလက်မုတ်တက်တဲ့အကျင့်လေးရှိရကြောင်းတည်တည်ချာချာလေ့ကျင့်ပေးနိုင်ဖို့တော့လိုအပ်ပါတယ်။အာခီတာခွေးလေးတွေရဲ့သစ္စာရှိမှုကတော့ဟာချီ a dog's tail ဆိုတဲ့ဖျက်မှန်တကားရိုက်ကူးပြီးမှတ်တမ်းတင်ရလောက်တဲ့အထိပါပဲ။အာခီတာဂျပန်မျိုးစစ်ကပို့ပြီးတော့ဈေးကြီးပြီးတော့ဒေါ်လာ4500ဝန်းကျင်တည်ရှိပါတယ်။နံပါတ်9 Rottweilerဒေါ်လာ1000ကနေဒေါ်လာ6000ကြားပြည်သက်များခင်ဗျာတပိုင်းကိုကြည့်မယ်ဆိုရင်သူတို့လေးတွေဟာနွားတို့သူတို့ကိုထိန်းချောင်းရတဲ့ခွေးမျိုးစိတ်တွေပဲဖြစ်ကြပါတယ်ခုချိန်ခါမှာတော့သူတို့တွေကသူသခင်အတွက်အရန်ကိုတော်ရဲဆောင်းချောက်သူလေးတွေဖြစ်နေပါပြီသူတို့တွေကိုကဲဆယ်ရှာဖွေရေးခွေးတွေအနေနဲ့လည်းမကြာခဏသုံးသိရှိကြပါတယ်ဒီ Rottweiler မျိုးစိတ်တွေဟာခုခေတ်မှာတော့ပွားများလာပြီးဈေးလုံးမကြီးတော့ဘူးလို့ပြောနိုင်ပေမဲ့တချို့မျိုးစိတ်ကောင်းတွေရဖို့ဆိုရင်တော့ဒေါ်လာ6000အထိကုန်ကျနိုင်ပါတယ်နံပါတ်6 Parahoundဒေါ်လာ1200ကနေဒေါ်လာ6500ကြားဒီခွေးလေးတွေကရှေးခေတ်အီဂျစ်ခွေးတွေနဲ့တူမနေဘူးလားခင်ဗျာဒါပေမဲ့တကယ်တမ်းမှာတော့ဒီကောင်လေးတွေကအီဂျစ်သွေးတစ်စက်မှမပါကြပါဘူးအရန်ကိုညံကောင်းပြီးတော့တကြွကနေ့လိုပဲကောင်းကြပါတယ်သူတို့အရန်ကိုစိတ်လှုပ်ရှားလာပြီးဆိုရင်နှာခေါင်းနီနရွက်နီတွေဟာဖြစ်လာတကြပြီးတော့ဒီချစ်စရာကောင်းတဲ့ Parahound တွေရဲ့ဈေးကတော့ American Dollar 1200ကနေ6500ဝန်းကျင်ထိရှိပါတယ်နံပါတ်5 as a whack ဒေါ်လာ3000ကနေဒေါ်လာ6500ကြားဒါကတော့ရှားပါအာဖရိကန်မျိုးစိတ်တွေပဲဖြစ်ပါတယ်သူတို့ကတော့အမဲလိုက်ခွေးတွေဖြစ်ကြပြီးတော့အမျက်နှုံးတွေနဲ့တနာရီကိုမိုင်40ထိပြေးနိုင်ပါတယ်သူတို့ကိုမွေးမယ်ဆိုရင်တော့တီထားဖို့ကတော့သူတို့တွေကိုအမြဲလှုပ်လှုပ်ရှားရှားရှိနေစေဖို့လိုပါတယ်သူတို့တွေကအရန်ကိုဂိမင်ရင်းနှီးတက်ပြီးတော့အခြားခွေးတွေကိုလည်းချစ်တတ်ပါတယ်ဈေးကတော့ဒေါ်လာ3000ကနေ6500ကြားရှိပါတယ်နံပါတ်4 Tibetan Mastiff ဒေါ်လာ2500ကနေဒေါ်လာ9000ကျားရှေးခေတ်ခါကတရုတ်နီပေါနဲ့တိဘက်တို့မှာသူတို့တွေကိုမြေခွေးနဲ့ဝင်ပလျံကနေကာကွယ်ဖို့အတွက်ဒီခွေးတွေကိုသုံးပြုကြပါတယ်ဒီခွေးမျိုးတွေကကမ္ဘာပေါ်မှာရွယ်စားကြီးဆုံးနဲ့ကာကွယ်ဆောင်ရှောက်မှုအပေးနိုင်ဆုံးခွေးမျိုးစိတ်တွေထဲကတစ်ခုအပါဝင်ဖြစ်ပြီးတော့အရက်မြင့်33လက်မထိမြင့်နိုင်ပြီးအလေးချိန်ပေါင်160ထိရှိနိုင်ပါတယ်2014ခုနှစ်မှာတော့တိဘက်တန်ခွေးတစ်ကောင်ကိုစံချိန်တင်ဒေါ်လာ1.9 millionနဲ့ရောင်းချခဲ့ပြီးတော့ကမ္ဘာဈေးကြီးဆုံးခွေးဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်နံပါတ်3ချောင်းတရုတ်အနွယ်ဖြစ်တဲ့ဒီခွေးမျိုးစားကတော့ကမ္ဘာပေါ်မှာအသက်ကြီးဆုံးခွေးမျိုးစားပဲဖြစ်ပါတယ်။အမဲလိုက်ခြင်းနဲ့ကာကွယ်ဆောက်ရှောက်နိုင်ခြင်းဆိုတဲ့အရေးချင်းတွေနဲ့ပြည့်နှက်နေတဲ့ခွေးလေးတွေပါလူတွေအတွက်အကောင်းဆုံးမိတ်ဆွေဖြစ်ပေးနိုင်တဲ့အမျိုးအစားဖြစ်ပြီးတော့အယောင်မျိုးရှိပါတယ်။အယောင်တွေကတော့အနီရောင်အပြာရောင်အနက်ရောင်တကြားပိုးခောက်ရောင်နဲ့ခရမရောင်တွေဖြစ်ကြပါတယ်။ပြီးတော့ချောက်လေးတွေဟာဒူးကြကောင်းမွန်တဲ့အနက်ရောင်ရှာကိုလည်းပိုင်ဆိုင်ထားကြပါသေးတယ်။ဈေးကတော့ဒေါ်လာ900ကနေ8500အထိရှိပါတယ်။နံပါတ်1 Low Chan
ဒေါ်လာ4800ကနေဒေါ်လာ1000ကြားလိုချန်ကတော့ဂျာမန်လိုချင်းငယ်လေးလို့ဆိုလိုပါတယ်ရှေ့ကပကြီးကားချက်တွေထဲမှာတွေ့မြင်နိုင်တဲ့ဒီခွေးလေးတွေကရာတိုးကြီးမြတ်သူလူရန်စားအတိုင်းဝိုင်းကလူတွေရဲ့ချစ်တော်လေးတွေလည်းဖြစ်ခဲ့ကြသလိုမျိုးအခုခေတ်မှာတော့ဒီခွေးမျိုးစိတ်တွေကအရန်ကိုရှားပါလာပြီးတော့အရန်လေးစိတ်ရှိပါတယ်တကယ်ကိုမျိုးစိတ်ကောင်းဆိုရင်ဒေါ်လာ1000ထိရှိနိုင်ပြီးတော့မြန်မာငွေနဲ့ဆိုရင်တန်ကြေး340လောက်ရှိနေပြီပဲဖြစ်ပါတယ်နံပါတ်1ဆာမိုရက်ဒေါ်လာ4000ကနေဒေါ်လာ1000ကြားအဖြေအောင်မွေးလေးတွေနဲ့ချစ်စရာကောင်းတဲ့ဒီကောင်လေးတွေရဲ့ဇာတိကတော့ဆိုက်ဘေးရီးယားပဲဖြစ်ပါတယ်ဆိုက်ဘေးရီးယားမှာတော့စဖားသေးဆွဲတဲ့သမင်အုပ်ကိုကူညီပေးပြီးတော့စဖားသေးကူဆွဲပေးဖို့အတွက်ဒီကောင်လေးတွေကိုအသုံးပြုကြပါတယ်ဆာမိုရက်လေးတွေကအဖြေအောင်အမွေးလေးတွေဟာဆိုရင်နူးညံ့လွန်တာကြောင့်တချို့လူတွေဟာချီတိုးဖို့အတွက်တော့အသုံးပြုကြပါတယ်သူတို့ရဲ့နှုတ်သီးတိဆောက်ပုံဟာပြုံးနေတဲ့တန်ရှိနေတာကြောင့်မြင်လိုက်တာနဲ့ချစ်စရာကောင်းနေပါတယ်ဆာမိုရက်လေးတွေဟာလူတွေကိုလည်းအကူအညီပေးတတ်ပြီးတော့လူရင်နာကြောင့်မွေးမယ်ဆိုရင်နှစ်ခါစဉ်းစားစရာမလိုတဲ့မျိုးစားပါချစ်စရာကောင်းတဲ့ဒီကောင်လေးတွေရဲ့ဈေးနှုန်းကတော့ဒေါ်လာ4000ကနေ1000ကြားထိရှိနေပါတယ်ဟုတ်ကဲ့အခုပြပြပေးခဲ့တဲ့ခွေးမျိုးစိတ်တွေထဲကတခြားဈေးကြီးတဲ့မျိုးစိတ်တွေကြံသေးရဆိုရင်လည်း comment box ထဲမှာရေးတော့ခဲ့ကြပါအောင်ခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တက်ဆက်သူယူရီပါ